ကြမ်ဆိုင်ကိုဟင်းကြိုပဲလောက်တော့ရတာရိုးနေပြီဆိုတဲ့သူတွေဒီလိုမျိုးလေးချက်စားကြည့်နော်မွန်ကတော့ဒီမှာဒီကြမ်ဆိုင်တစ်စိတ်လေးကိုတုံးထားတယ်ပေါ့နော်ကြမ်ဆိုင်ကတော့ကိုကြိုက်တဲ့တစ်စိတ်ကိုတုံးလို့ရပါတယ်ပြီးွားရင်မွန်တို့ကြမ်ဆိုင်ထဲမှာပါတဲ့အရည်တွေကိုအရင်ဆုံးညှစ်ထားလိုက်မယ်ပေါ့နော်ဒီမှာမွန်သုံးတဲ့တစ်စိတ်ကကြတော့အရင်အငံတက်မကဲတဲ့တစ်စိတ်ဆိုတော့မွန်ကရေမစည်းတော့ဘူးပေါ့နော်ရေမစည်းတော့ဘဲနဲ့သူ့မှာပါတဲ့အရည်တွေကိုပဲအရင်ဆုံးညှစ်ထားလိုက်တယ်တကယ်လို့ကိုသုံးတဲ့ကြမ်ဆိုင်ကအငံတက်နည်းနည်းကဲတယ်ဆိုလို့ရှိရင်တော့ရေကိုတစ်ခေါက်နှစ်ခေါက်လောက်ဆေးလိုက်ပေါ့နော်ဆေးပြီးတော့မှရေကိုပြောင်းညှစ်ပြီးလို့ရှိရင်တေးပပလေးလှီတာပိုကောင်းပါတယ်နောက်မို့ဆိုလို့ရှိရင်ကြမ်ဆိုင်ကအငံတက်ကဲနေရဆိုလို့ရှိရင်ဟင်းကငံသွားတတ်တယ်ပေါ့နော်ပြီးရင်တော့မွန်ကအရေးပြောင်းညှစ်ပြီးပြီဆိုလို့ရှိရင်တော့ပပလေးလှီထားလိုက်ပါမယ်ဒီကြမ်ဆိုင်ကိုဒီလိုမျိုးလေးချက်တာကြတော့လေတခြားအိမ်တွေချက်လားမချက်လားမသိပေမဲ့မွန်တို့အိမ်မှာတော့တော်တော်များဒီဟင်းလေးကိုချက်ဖြစ်ပါတယ်တခါလေးလည်းဟင်းကြိုလောက်တောက်တယ်ပေါ့နော်တခါတလေဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးစီပြန်ပုံစံမျိုးလေးချက်စားဖြစ်တယ်ပေါ့နော်စားလို့လည်းတော်တော်ကောင်းပါတယ်ထမင်းပူလေးနဲ့စားမယ်ဆိုလို့ရှိရင်တော်တော်လေးလိုက်ဖက်တဲ့ဟင်းထဲမှာလည်းသူကပါတယ်ပေါ့နော်မွန်ကဒီမှာကြမ်ဆိုင်လေးကိုပလေးလှီးပြီးလို့ရပြီဆိုလို့ရှိရင်တော့မွန်တို့တွေစားပြီးတော့ချက်ပါမယ်စီပူတွေကိုမွန်ချက်သွန်ပြူထားပြရိုက်ထားတာလေးရဲ့ဂျင်းပလှီးထားတာလေးတွေကိုမွန်ထည့်ပြီးတော့အနံလေးမွေးလာအောင်အရင်ဆုံးစီတက်လိုက်ပါမယ်ဒီဟင်းချက်တဲ့အချိန်မှာလေအရင်ကြီးပေါ့နော်စီအများကြီးသုံးစရာမလိုပါဘူးစီနည်းနည်းလေးနဲ့စီလေးပြတ်အောင်ချက်လို့ရတယ်ပေါ့နော်ပြီးွားရင်အနံလေးတွေမွေးလာပြီဆိုလို့ရှိရင်တော့မွန်ကဒီမှာကြက်သားကိုပဲသုံးထားတယ်ပေါ့နော်ကြက်သားလေးတွေကိုပြုတ်ထားတာလေးကိုနည်းနည်းတိအတုံးလေးလှီးပြီးတော့မွန်ကထည့်မှာပေါ့နော်မပြုတ်ဖဲနဲ့တန်းထည့်လို့လည်းရတယ်မွန်ကကြတော့ဒီကြက်သားပြုတ်ဟင်းရည်လေးလည်းတောက်ချင်တဲ့အတွက်ကြောင့်မို့ကြက်သားကိုအရင်ဆုံးပြုတ်ထားလိုက်တာပေါ့နော်နောက်ပြီးရင်ဝက်သားလေးထည့်ပြီးတော့အသုံးပြုလို့ရပါတယ်ဝက်သုံးသက်သားလေးနဲ့ဒီလိုမျိုးဟင်းလေးချက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့စားလို့ကောင်းတယ်ပေါ့နော်မွန်ကအိမ်မှာဝတ်သားမရှိတဲ့အတွက်ကြောင့်မလို့ချက်သားကိုပဲသုံးပြီးတော့ချက်လိုက်တာဖြစ်ပါတယ်စီလေးတက်ထားတာလည်းအနံ့လေးမှုေးလာပြီပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့မွန်တို့တွေခုနကတေးလေးတုံးထားတဲ့ချက်သားလေးတွေကိုထည့်ပြီးတော့ဒီချက်သားလေးတွေအပေါ်ရန်တင်းလာတဲ့အထိပေါ့နော်မွန်ကချက်လိုက်ပါမယ်ဒီမှာကျတော့မွန်ထည့်ထားတဲ့ချက်သားပြုတ်ပြီးသားဖြစ်နေတဲ့အတွက်ကြောင့်မလို့ချက်ပြီးသားဖြစ်နေလို့ပေါ့နော်တကယ်လို့ကိုကချက်သားတို့ဝက်သားတို့ကိုအစိမ့်ထည့်မယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးကြာအောင်ရေလေးထည့်ပြီးတော့မှချက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်လောလောဆယ်ဒီချက်သားအတွက်ပေါ့နော်အရသာလေးကိုတော့မွန်စားလေးတစ်မျိုးပဲထည့်ထားပါတယ်ဂျမ်ဆိုင်ထည့်ပြီးမှတခြားအရသာလေးတွေကိုထည့်မယ်ပေါ့နော်စားလေးထည့်ပြီးတော့နည်းနည်းလေးချက်ထားလိုက်တာချက်သားရဲ့အပေါ်ရန်လေးလည်းတင်းလာပြီဆိုလို့ရှိရင်တော့မွန်တို့တွေဒီမှာခုနကပလှီးထားတဲ့ဂျမ်ဆိုင်လေးတွေကိုထည့်လို့ရပါပြီဒီဂျမ်ဆိုင်ဟင်းလေးကလေသူ့ရဲ့အရသာလေးကဒီဂျမ်ဆိုင်ဟင်းကိုတောက်တယ်လို့မျိုးအရင်လည်းမချင်ဘူးပေါ့နော်ဒါပေမဲ့ဂျမ်ဆိုင်ထဲမှာပါတဲ့အချင်းတက်လေးရယ်နောက်ပြီးသွားလို့ရှိရင်ဒီစီပြန်ဟင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာအပေါ်မှာမွန်ကငရုတ်သီးလေးထည့်မယ်ပြီးသွားလို့ရှိရင်အဲ့လိုဆိုတော့ဒီငရုတ်သီးလေးကိုတို့ပြီးတော့ထမင်းအဖြူလေးနဲ့စားရဲဆိုလို့ရှိရင်တော်တော်လေးကိုမှလိုက်ဖက်တယ်ပေါ့နော်ဒီမှာမွန်ကအရသာအတွက်ကတော့ကြာညို့လေးပေါ့နော်ကြာညို့လေးကိုနည်းနည်းလေးထည့်ထားတယ်အယောင်လေးလှအောင်ရယ်နည်းနည်းအရသာလေးနည်းနည်းလေးလေးသွားအောင်ပေါ့နော်ကြာညို့လေးကိုထည့်ထားပါတယ်ကြာညိုလေးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့မွန်အယောင်လေးကိုအကုန်လုံးနေပြီးတော့တမသွားတဲ့အထိနည်းနည်းလေးမှွေပေးလိုက်မယ်ပေါ့နော်ပြီးရင်တော့မွန်တို့တွေကြက်သားပြုတ်ရည်လေးကိုထည့်ပါမယ်တကယ်လို့ဒီနေရာမှာကြက်သားပြုတ်ရည်မရှိဘူးဆိုလို့ရှိရင်တော့ကိုကရေနွေးလေးသုံးလဲရတယ်ပေါ့နော်ဒီမှာအရသာအတွက်ကိုတော့မွန်ကကြက်သားမုံလေးတစ်မျိုးပဲထပ်ပြီးတော့ထည့်လိုက်တယ်ပေါ့နော်ကြက်သားမုံလေးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အပေါ်ကနေပြီးတော့ငရုတ်သီးလေးတွေကိုအုပ်လိုက်မယ်ပေါ့နော်ဒီနေရာမှာငရုတ်သီးစိမ့်လေးတွေကိုညှက်ထည့်လို့လည်းရတယ်လို့မျိုးမွန်လိုမျိုးအတောင်အကြီးကြီးထည့်လည်းရပါတယ်ပြီးတော့မှကိုက်စားမယ်ပေါ့နော်မွန်ကတော့ပြီးရင်တော့ဖုံးလေးအုပ်ပြီးတော့မွန်တို့9မိနစ်လောက်ချက်လိုက်မယ်9မိနစ်လောက်ချက်ပြီးသွားပြီဆိုလို့ရှိရင်တော့မီးပိတ်ပြီးတော့အိုးချလို့ရပါပြီအဲ့ဒါဆိုလို့ရှိရင်တော့မွန်တို့တွေထမင်းဖြူပူလေးနဲ့တွဲစားမယ်ဆိုလို့ရှိရင်အရန်ကိုလိုက်ဖက်တဲ့ကြက်မဆိုင်ကြက်သားချက်လေးရပြီဖြစ်ပါတယ်ဒီနေရာမှာကြက်သားစားဝတ်သားကိုကြိုက်တဲ့အသားပေါ့နော်သုံးလို့ရပါတယ်ဆိုတော့တခါတလေကြက်မဆိုင်ကိုဟင်းညိုကြီးပဲချက်တော့ရတာညီငွေလာပြီဆိုတဲ့လူတွေအတွက်ဒီကြက်မဆိုင်ချက်နီးလေးကိုမွန်ကဝေမျှပေးလိုက်ရပါတယ်ရှင်အားလုံးပဲဒီလိုမျိုးချက်စားကြည့်ကြပါအောင်နော်တကယ်လို့ကိုယ့်အိမ်မှာလည်းကြက်မဆိုင်ကိုဒီလိုပုံစံမဟုတ်ဘဲနဲ့တခြားဘယ်လိုမျိုးရောချက်စားလေးရှိလဲဆိုတာကိုကွန်မန့်လေးမှာပြပြခဲ့ပြီးလို့ရပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်